ကျွန်တော်တို့တွေကလက်ရှိဒီခန္ဓာကိုယ်ကြီးကိုပိုင်ဆိုင်ထားကြတယ်ဒီလက်ရှိဒီခန္ဓာကိုယ်ကြီးကိုကျွန်တော်တို့တွေကငယ်စဉ်တောင်ကြီးကလေးဘဝတွေကနေပြီးတော့နေ့စဉ်နဲ့မြတ်ကျွေးမွေးပြုစုဆောက်ရှောက်ပြီးယနေ့ချိန်ထိဒီခန္ဓာကိုယ်ကြီးကိုတည်ဆောင်လာခဲ့ကြတယ်မပင်ပန်းကြဘူးပေါ့နော်ဒီခန္ဓာကိုယ်ကြီးနဲ့ပဲပတ်သက်ပြီးတော့ဝမ်းနည်းမှုတွေဖြစ်ကြတယ်ပျော်ရွှင်မှုတွေဖြစ်ကြတယ်ဒီခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့ပဲမျောလင်းချက်တွေရည်ရွယ်ချက်တွေရည်မှန်းချက်တွေအများကြီးနဲ့ပဲနေ့စဉ်နဲ့မြတ်ဒီခန္ဓာကြီးကိုယ်ကြီးကိုပဲကျွန်တော်တို့ကမပင်မပန်းမဲနဲ့ကျွေးမွေးဆောက်ရှောက်ပြုစုရင်းနဲ့ယနေ့အချိန်ခါဒီရောက်လာခဲ့ပြီဒါပေမဲ့ဒီခန္ဓာကိုယ်ကြီးကကျွန်တော်တို့ကိုဘာတွေများကောင်းကျိုးပေးလဲပြန်ပြီးစဉ်းစားကြည့်တဲ့အခါကျတော့ဒီခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးကျွန်တော်တို့လုပ်ခဲ့တဲ့အရာတွေဘာတွေရှိလဲကောင်းတာတွေရှိလားဆိုးတာတွေရှိလားတော့ဒီကောင်းတာဆိုးတာတွေကရောဒီခန္ဓာကိုယ်ကြီးနဲ့အတူပါလာပြီလားဒီခန္ဓာကိုယ်ကြီးနဲ့အတူရှိနေပြီလားဆိုတော့မရှိကြတော့ဘူးဒီခန္ဓာကိုယ်ကြီးကိုကျွန်တော်တို့ကဘယ်ချိန်ထိဆက်ပြီးပြုစုဆောက်ရှောက်အောင်မလဲမသိဒီခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့ဘာတွေကောင်းတာတွေမကောင်းတာတွေကိုဘယ်လောက်ထိဆက်လုပ်ရမှမသိပဲနဲ့နေ့စဉ်နဲ့မြတ်ဒီခန္ဓာကိုယ်ကြီးနဲ့အတူနေရတာဝင်လေးတယ်ဆိုတာကိုဝင်လေးမှန်းမေ့လျော့နေကြပါလေ